ဂျပန်နိုင်ငံရဲ့ဇေရီကုန်းတိုက်တွေကိုသွားတဲ့အခါမှာ tennis ball လောက်ရှိတဲ့တူနာ9မျက်လုံးတွေကိုတီချာခွဲထုတ်ပြီးအောင်ချနေရကိုတွေ့ရပါပါ။ဒါဟာဂျပန်လူမျိုးတွေအတွက်ကတော့ထူးဆန်းတဲ့အရာမဟုတ်ပေမဲ့လည်းနိုင်ငံသားတွေအတွက်ကတော့ထူးဆန်းနေလာမှာပါ။ဒီကမ္ဘာလုံးမှာရှိတဲ့နိုင်ငံတိုင်းနီးပါးဟာလည်းငါးတွေကိုစားသုံးကြသလိုငါးတွေကိုရောင်းချနေရကိုလည်းနေရာအနှံ့မှာတွေ့ရမှာပါ။ဒါဟာဂျပန်နိုင်ငံမှာလူမျိုး tennis ball လောက်ရှိတဲ့တူနာ9မျက်လုံးတွေကိုတီချာခွဲထုတ်ပြီးရောင်းချနေရကိုဘယ်နေရာမှတွေ့မြင်ရမှာမဟုတ်သလိုစားတော့စရာအဖြစ်လဲစားတော့ကြမှာတော့မဟုတ်တော့ပါဘူးဂျပန်နိုင်ငံမှာဆိုလို့ရှိရင်တော့တူနာ9မျက်လုံးဟာဂျပန်လူမျိုးတွေအတွက်ကတော့ခေတ်ဆက်ဆက်စားသုံးလာခဲ့နှစ်သက်စရာအစားအသောက်တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကမ္ဘာအထူးဆန်းသောအစားအသောက်စီးနေမှာတူနာ9မျက်လုံးကိုထည့်သွင်းထားခဲ့ရလည်းဖြစ်ပါတယ်ဒီကမ္ဘာလုံးမှာရှိတဲ့ food blogger တိုင်းနီးပါးဟာဂျပန်နိုင်ငံရဲ့ထူးခြားပြီးလူပြောများတဲ့တူနာ9မျက်လုံးနဲ့ပတ်သက်တဲ့အစားအသောက်မျိုးစုံကိုလည်းလာရောက်ပြီးမြည်ဆန်းကြပါတယ်ဒါအပြင်ကမှဂျပန်နိုင်ငံရဲ့အရက်ဆိုင်တွေနဲ့စီးပူးဆိုင်တွေမီနူတွေမှာဆိုလို့ရှိရင်တူနာ9မျက်လုံးနဲ့ချက်ပြုတ်ထားတဲ့အစားအသောက်တွေကမပါမဖြစ်ဟင်းလျာတဲ့မှာပါဝင်ပါတယ်တူနာ9မျက်လုံးကိုဂျပန်လူမျိုးတွေကဘယ်အချိန်ကလေးကစပြီးတော့စားသုံးခဲ့ရလဲဆိုလို့ရှိရင်တော့တော်တော်လေးကိုကြားခဲ့ပြီလို့ပြောလို့ရပါတယ်။တိကျတဲ့အထောက်အထားတွေအရဆိုလို့ရှိရင်တော့ဂျပန်လူမျိုးတွေကအီတိုခစ်လို့ပြောရမယ်1603ခုနှစ်ကနေပြီးတော့1868ခုနှစ်အတွင်းရိုးရဟင်းလေးရာရဲ့တစ်စိတ်တစ်ပါးပြီးစားသုံးခဲ့ကြတာဖြစ်ပြီးတော့ဆွားစောင်းနဲ့လည်းတွဲဖက်ပြီးတော့စားတော့ကြပါတယ်။အဲ့ဒီစားတော့တဲ့အလေးအထားကမျိုးဆက်တစ်စင်ပြီးတစ်စင်လက်စစ်ကမ်းပြီးတော့ဆင်းသက်လာခဲ့ကြပါတယ်။ဒါကြောင့်မို့လို့တူနာ9မျက်လုံးကအများအမြင်မှာတော့ထူးဆန်းနေပေမဲ့လည်းဂျပန်လူမျိုးအတွက်ကတော့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်နှစ်သက်စွာစားတော့ခဲ့အစားအသောက်ဖြစ်ရှိနေခဲ့ရပါ